ကဘာကြီးတစ်ခုလုံးပြောင်းလဲသွားစေတဲ့အမားပေါင်းတစ်ထောင်ကျော်ကိုလှုပ်ခဲ့တဲ့လူငယ်အကြောင်းမင်္ဂလာပါလူငယ်ပေါင်းတို့ကျွန်တော်တို့မြန်မာစကားမှာထိုင်းနေရဲ့ကောင်းသားထသွားမှကျိုးဆိုတဲ့စကားပုံတစ်ခုရှိပါတယ်တခါတလေလူတွေကအမားလုံးမိမှာကိုကြောက်လို့ဘာမှမလုပ်ဘဲငြိမ့်နေတတ်ကြတယ်ဒါပေမဲ့တကယ်တော့ဘာမှမလုပ်ဘဲထိုင်းနေတာဟာဘဝအတွက်အချိန်ပြုံးလေးရရောက်တယ်လို့ဘာတိုးတက်မှုမှလည်းဖြစ်မလာစေပါဘူးဒီနေ့ကျွန်တော်ပြောပြချင်တာကဘာကျော်သိပ္ပံပညာရှင်ကြီးသောမတ်အယ်ဒီဆင်နဲ့သူ့ရဲ့အမှားများအကြောင်းပဲဖြစ်ပါတယ်ကျွန်တော်တို့ခုသုံးနေတဲ့လျှက်စစ်မီဒီကိုအယ်ဒီဆင်တီထွင်ခဲ့တဲ့အခါမှာသူကတစ်ချိန်တည်းနဲ့အောင်မြင်ခဲ့တာမဟုတ်ပါဘူးသူကအမှားပေါင်းတစ်ထောင်ကျော်ကိုရင်ဆိုင်ခဲ့ရပါတယ်ဒါပေမဲ့သူကအဲ့ဒီအမှားတွေကိုငါရှုံးပြီလို့မတတ်မှတ်ခဲ့ပါဘူးမီဒီတစ်လုံးဖြစ်ဖို့မဖြစ်နိုင်တဲ့နီလန်ပေါင်းတစ်ထောင်ကိုငါရှာဖွေတွေ့ရှိခဲ့တာလို့သူကခံယူခဲ့ပါတယ်အမားတွေစီကနေသင်ခန်းစာယူပြီးအမှန်ကိုရှာဖွေနိုင်ခဲ့လို့သာဒီနေ့ကျွန်တော်တို့ကဘာကြီးလင်းထိန်နေတာဖြစ်ပါတယ်လူငယ်တချို့ကအလုပ်တစ်ခုခုလုပ်ကြည့်လို့တစ်ချိန်တစ်ခါလောက်အမှားကြုံရရင်ပဲစိတ်ဓာတ်တွေကျသွားကြတယ်ငါတော့မဖြစ်နိုင်တော့ဘူးငါမှအေးချင်းမရှိဘူးဆိုပြီးကိုယုံကြည်မှုတွေပျောက်ဆုံးသွားတတ်ပါတယ်ဒါဟာအောင်မြင်မှုလမ်းကြောင်းကနေဝေးသွားစေတဲ့အချက်ပါပဲအမားဆိုတာဆရာကောင်းတစ်ယောက်နဲ့တူပါတယ်ကျွန်တော်တို့အမားလုပ်ပြီးတဲ့အခါဘာကြောင့်မှားတာလဲဆိုတာကိုတေချာသုံးသပ်ပြီးသင်ခန်းစာယူတတ်ရင်အဲ့ဒီအမားဟာအောင်မြင်မှုစီကိုပို့ဆောင်ပေးမယ်လေကားတစ်တွေဖြစ်လာမှာပါဟာဗတ်စီဝါရေးတက္ကသိုလ်ကပေါမောက္ခတူပြောခဲ့ဘူးတာရှိပါတယ်အလို့လို့ရင်အမှားရင်းဆိုတာအနည်းနဲ့များရှိတတ်တာပဲမှားမှကြောက်ပြီးဘာမှမလုပ်ဖက်နေတဲ့သူကသာအကြီးမားဆုံးမှားနေတဲ့သူပဲတဲ့လွန်ခဲ့တဲ့နှစ်ပေါင်း20လောက်ကဆိုရင်အမားလုပ်ဘူးတဲ့သူကိုရေးချင်းမရှိဘူးလို့ထင်ကြပေမဲ့ဒီနေ့ခေတ်မှာတော့အမြင်တွေပြောင်းလဲသွားပါပြီအမားကြီးမားကြုံဘူးပြီအဲ့ဒီကနေပြန်ရုံထွက်နိုင်တဲ့သူကမှအပြစ်ကြုံရှိတဲ့သူရင်းကျက်တဲ့သူလို့သတ်မှတ်လာကြပါတယ်လူငယ်တို့တစ်ခုခုကိုစူးစမ်းကြည့်လို့မှားသွားခဲ့ရင်မရှက်ပါနဲ့အမှားမရှိတဲ့သူဆိုတာဘာမှမလုပ်တဲ့သူပဲရှိပါတယ်အမှားရွေးတဲ့အတွေ့အကြုံကြားမှာသင်ခန်းစာဆိုတဲ့အရာခိုင်မာစွာရှိနေပါတယ်အမှားကိုသင်ခန်းစာအဖြစ်ပြောင်းလဲနိုင်တဲ့နေ့ဟာခင်ဗျားတို့ရဲ့အားနည်းချက်ကိုအားသာချက်အဖြစ်ပြောင်းလဲလိုက်တဲ့နေ့တစ်နေ့ပါပဲဒါကြောင့်ဒီနေ့ကစပြီးအမှားလုပ်မိမှာကိုမထိတ်လန့်ပါနဲ့အလုပ်တစ်ခုကိုဖြစ်အောင်လုပ်နိုင်တဲ့နေရာမှာအခက်အခဲတွေအမှားတွေရှိလာနိုင်တာသဘာဝပဲလို့ခံယူထားပါအရေးကြီးတာကအမှားထဲမှာနစ်မနေပဲအဲ့ဒီစင်လိုပဲဇွဲစီရှိနဲ့သင်ခန်းစာယူပြီးရှေ့ဆက်ဖို့ပါပဲအမှားတွေဟာခင်ဗျားတို့ရဲ့ဘဝအောင်မြင်ဖို့အတွက်တိဆောက်ထားတဲ့အုတ်ခဲလေးတွေဖြစ်ပါစေလို့တိုက်တွန်းလိုက်ပါတယ်